တရက်တာမှာကယ်လိုရီ1100 1200ပဲစားရဆိုလို့ရှိရင်ဘိုက်စာမယ်လို့ထင်လားမင်္ဂလာပါဒေါက်တာကတော့ Cherry K Aesthetic Clinic ရဲ့ founder ဒေါက်တာထက်တောင်ဖြစ်ပါတယ်ဒီနေ့မှာတော့ဒေါက်တာက Cherry K ရဲ့ healthy meal plan တွေထဲမှာဘာတွေပါဝင်လဲဘလို့ဘိုက်မစားအောင်ထိမ့်ပေးထားလဲဆိုတဲ့ဟာကိုပြောပြပေးသွားမှာဖြစ်ပါတယ်protein อ่ะဆိုလို့ရှိရင်တော့သူက muscle ကိုထိန်းထားပေးနိုင်ပြီးတော့အဆီတွေကိုလောင်ကျွမ်းစေတယ်အဲ့ဒီအတွက်ကြောင့်မို့လို့အဆီတော့ကျသွားပြီမဲ့ muscle တွေကတော့ခန္ဓာကိုယ်မှာဆက်ပြီးတော့ရှိနေမှာဖြစ်ပါတယ်ပြောရမယ်ဆိုလို့ရှိရင်တော့ healthy weight loss ကိုအားပေးတဲ့portion လို့ပြောလို့ရပါတယ်အဲ့တော့ဒီ meal plan တစ်ခုမှာ protein ကတော့မပါမဖြစ်ပဲဖြစ်တယ်အဲ့အတွက်ကြောင့်မို့လို့ဒေါက်တာတို့ Cherry K မှာတော့ protein portion ကိုများများလေးထည့်ပေးထားတယ်plate မှာဆိုလို့ရှိရင်နောက်ထပ် portion တစ်ခုပေါ့နော် portion အနေနဲ့ကတော့အသီးရွက်တွေစိမ်းအောင်ရှိရဲ့အသီးရွက်တွေအသီးနှံတွေကိုထည့်ပေးထားတယ်နောက်တစ်ခုကကျတော့ detox juice တစ်မျိုးလည်းထည့်ပေးထားသေးတယ်ဆိုတော့ဒီ detox juice နဲ့အသီးရွက်တွေမှာ fibers တွေအများကြီးပါဝင်တယ် fibers တွေကဆိုလို့ရှိရင်ကိုကစားလိုက်တဲ့အချိန်မှာ calorie ပမာဏကိုတော့ short ချပေးနိုင်ပြီးမဲ့သူကပြည့်တင်းသွားတယ်ဆိုတော့ဗိုက်ပြည့်သွားတယ်ဆိုတဲ့ခံစားချက်ကိုရစေတယ် fiber တွေအများကြီးပါတဲ့အတွက်ကြောင့်မို့လို့C1 လေးမှန်အောင်လို့သူကလည်းထိန်းညှိပေးတဲ့အထဲမှာပါတယ်ပေါ့နော်နောက်ထပ် portion တစ်ခုပြပြပါမယ်နောက်ထပ် portion ကကြတော့ခုနကတော့ပြောသွားတဲ့ protein တွေပြီးတော့အသီးရွက်တွေအပြင်ကိုဒေါက်တာတို့က carbohydrate လည်းထည့်ပေးထားသေးတယ်တော်တော်များများထင်ကြတယ် carbohydrate ထည့်ထားရဲဆိုလို့ရှိရင်carbohydrate ကိုဖြတ်ချင်ကြရပေါ့နော် carbohydrate ကိုဖြတ်ချင်ကြတယ် carbohydrate ကိုမပါချင်ကြဘူးဒါသည် healthy weight loss ထဲကိုမရောက်ဘူးအဲ့ဒီတော့ကြောင့်မလို့ဒေါက်တာတို့ meal plan ထဲမှာတော့ carbohydrate ကိုတေချာလေးထည့်ပေးထားတယ်ဒါပေမဲ့ portion လေးတော့ short ထားပေးတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ bite size လည်းတက်တာတယ်ပြီးတော့ healthy weight loss ဖက်ကိုသွားတယ်ခန္ဓာကိုယ်မှာရှိရဲ့ muscle တွေမဆုံးရှုံးတော့ဘူးပြီးရခါကျတော့အယိုး mass ပေါ့နော်ဒီ bone mass ကိုလည်းသူကထိန်းညှိပေးတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ healthy weight loss ကိုရရှိမှာဖြစ်ပါတယ်